ဒီညာလေးကိုအေးချမ်းစွာဖြတ်သန်းပါမင်္ဂလာပါညာလေးကတော့တိတ်ဆိတ်လို့နေပါပြီဒီနေ့တနေ့လုံးမင်းရဲ့ပကုံးပေါ်မှာချမ်းပိုးထားတဲ့တာဝန်တွေစိတ်ဖိစီးမှုတွေနဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုအခုခဏလောက်ချထားလိုက်ပါအောင်အိယာပေါ်မှာသက်တောင့်သက်သာနဲ့နေလျောင်းရင်မျက်စိလေးကိုဖြည်းဖြည်းချင်းပိတ်လိုက်ပါမင်းရဲ့အသက်ရှူသံကိုပဲအာရုံစိုက်ကြည့်ပါဒီနေ့မှာမင်းအကောင်းဆုံးစူးစမ်းခဲ့ပြီးပြီဖြစ်ပျက်ခဲ့သမျှအရာအလုံးဟာအတိတ်မှာကြံခဲ့ပါပြီလက်ဖက်အတွက်လည်းကြိုပြီးစိတ်မပူပါနဲ့ဟုတ်အခုအချိန်ဟာမင်းရဲ့စိတ်နဲ့ခန္ဓာကိုအနာပေးရမယ့်အချိန်ပါမင်းဟာတန်ဖိုးရှိတဲ့သူတစ်ယောက်ပါမင်းမှာချစ်ရတဲ့သူတွေရှိသလိုမင်းကိုနားလည်ပေးမဲ့ငါရဲ့အတန်တွေလည်းအမြဲရှိနေမှာပါစိတ်ကိုလျှော့ချလိုက်ပါအရာအလုံးအဆင်ပြေသွားမှာပါကောင်းသောညလေးဖြစ်ပါစေအိမ်မက်လှလှလေးတွေပဲပါစေဗျာ